မိမိရဲ့အာသာချက်တွေကိုဘယ်လိုရှာဖွေမလဲလူတိုင်းမှာကိုယ့်ရဲ့အာသာချက်ထိုးချွန်ချက်တွေရှိပါတယ်ဒါပေမဲ့အဲ့ဒီစွမ်းရည်တွေကိုတည်တည်ချာချာမသိသေးတာဒါမှမဟုတ်သတိမထားမိတာမျိုးဖြစ်တတ်ပါတယ်ကိုယ့်ရဲ့အာသာချက်တွေကိုတည်ရှိထားခြင်းကကိုယ့်ဘဝနဲ့အလောက်အကိုင်းမှာပုံမအောင်မြင်ဖို့အတွက်အရေးကြီးတဲ့ပထမခြေလှမ်းပဲဖြစ်ပါတယ်ဒီတော့ကိုယ့်ရဲ့အာသာချက်တွေကိုဘယ်လိုရှာဖွေသိရှိနိုင်မလဲဆိုတာလေ့လာကြည့်ရအောင်နော်နံပါတ်1အရင်ကအောင်မြင်မှုတွေကိုပြန်သုံးသပ်ပါကိုယ်ပဲအချိန်တွေမှာအောင်မြင်မှုရခဲ့လေအဲ့ဒီအောင်မြင်မှုတွေကိုရရှိဖို့ဘယ်လိုစွမ်းရည်တွေကိုအသုံးပြုခဲ့ရလဲဆိုတာကိုပြန်စဉ်းစားပါအလုံးမှာပဲဖြစ်ဖြစ်ကိုယ်ပိုင်ဘဝမှာပဲဖြစ်ဖြစ်အောင်မြင်တယ်လို့ခံစားခဲ့ရတဲ့အတွေ့အကြုံ၃ခုကိုခြာရေးပါအဲ့ဒီလိုလှုပ်ဆောင်တဲ့အခါကိုယ်မှာဘယ်လိုအရေးချင်းတွေရှိနေလဲဆိုတာသိရနိုင်ပါတယ်နံပါတ်2ဘာတွေလုပ်ရတာကိုစိတ်အားထက်သန်လဲဘယ်အရာတွေကိုလုပ်ရတဲ့အခါအချိန်ကုန်မှမသိဖြစ်ပြီးပုံမတက်ကြလာတယ်ဆိုတာကိုသတိထားကြည့်ပါအာသာချက်ဆိုတာကိုလုပ်ရတာကိုနှစ်သက်ပြီးလုပ်ပြီးတဲ့အခါအားတည်စေတဲ့အရာမျိုးဖြစ်ပါတယ်နံပါတ်3ပတ်ဝန်းကျင်ကလူတွေကိုအခုအငြင်းတောင်းပါကိုကြံသုံးတတ်တာအပြင်ယုံကြည်ရတဲ့တငယ်ချင်းမိသားစုဒါမှမဟုတ်လုပ်ဖို့ကိုင်ဘက်တွေကိုကိုယ့်ရဲ့အာသာချက်တွေကိုမြင်ဉဏ်ကြည့်ပါသူတို့ပြောတဲ့အမြင်တွေကကိုမသိသေးတဲ့အာသာချက်တွေကိုဖော်ထုတ်ပေးနိုင်ပါတယ်ကိုယ့်ရဲ့အာသာချက်တွေကိုရှာဖွေသိရှိသွားသည့်အခါအာသာချက်ကိုအသုံးပြုပြီးအလုပ်လုပ်တဲ့အခါမှာပျော်ရွှင်မှုနဲ့စိတ်ကျေနပ်မှုပိုရလာစေပါတယ်ဒါကြောင့်ဒီနည်းလမ်းလေးတွေကိုအသုံးပြုပြီးဒီနေ့ကစကိုယ့်ရဲ့ထူးချွန်တတ်ညံ့တဲ့စွမ်းရည်တွေကိုရှာဖွေလိုက်ကြရအောင်နော်